ကဲဒီနေ့ကတော့တက်ရင်ကောင်းလာရှာတာဖြစ်ပါတယ်နေတွေပူတော့ရည်တွေခန်းကုန်တယ်နော်ရင်းမြေတဘာဝတိတ်မဖြစ်ထွန်းတော့တက်ရင်ကောင်းလဲတိတ်ပြီးတော့အလုံးမဖြစ်တော့ဘူးကောင်းလာပြီတက်ရင်ကောင်းတဖြည်းဖြည်းနဲ့ချောင်းဖျားရောက်လာတော့အေးလာလေဟိုတက်ရင်ကောင်းအများကြီးပဲပိန်းမှာခူးတယ်ပိန်းရနို့တွေပိန်းထိုးစားတာအကောင်းတယ်ခရမ်းကတော့ဒီခူးမယ်နော်ပဲရောက်လာပြီဆိုတော့အကုန်ခူးခရမ်းကတော့ဒီကတော့နင်းနေရမယ်နော်ဒီနေ့ကတော့ကျွန်တော်တက်ရင်ကောင်းလာခူးတယ်ဗျာနော်တောတွင်းတနေရာမှာအများကြီးရှိတယ်ဗျပိန်းနေပါတယ်လည်းတော်တော်များတယ်ဗျာနော်ပိန်းထိုးကြတဲ့လူတွေကတော့တော်တော်ကောင်းမယ်ဗျာနော်တက်ရင်ကောင်းကဒီချောင်းကနန်းဘေးမှာပဲရှိတာများတယ်ဗျချောင်းကနန်းဘေးမှာအေးတယ်ဟောနော်အဆူတက်များတော့လေချောင်းကနန်းနဲ့နည်းနည်းလမ်းသွားပြီးဆိုရင်တက်ရင်ကောက်တွေကတိတ်မထွက်ဘူးဗျနော်ဒီဘက်မှာတက်ရင်ကောက်တွေရမ်းများတယ်ဗျမြက်ချန့်တယ်မှလားမကြည့်တော့ဘူးဒီမြက်ဟာခိုးတယ်လို့ပြောမယ်ဗျာနော်ပိန်းကတော့ကျွန်တော်တို့ကရင်လိုခွတ်တီဘိုးလို့ခေါ်တယ်တက်ရင်ကောက်ကတော့ကိကုတော်ဗောဗျာနော်ငပိရည်နဲ့ဆိုင်ဒါကောင်းတယ်ဗျာဒီကောင်းနော်ဒါဘယ်လိုခေါ်လဲမသိမြန်မာလိုကဲတိုးစရာခူးမယ်ဗျာနော်တက်ရင်ကောက်နဲ့ဟောစာခူးပြီးတော့ဗျလာရတဲ့လန်ခီနဲ့အရင်ကြည့်အောင်တော့အကုန်လုံးခူးရမယ်ဗျတိုးစရာဒီနေရာမှာတောကျက်လည်းရှိတယ်ဗျာနော်တောကျက်တွန်တန်တွေကြားနေရတယ်ဗျတဘာဝဟင်းဒီဟင်းရွက်ကတော့အရန်ကိုရှာစားလို့ပြောတယ်ဗျာနော်ကျမရင်းနဲ့လည်းညီညွတ်ပါတယ်ဗျတိုးစရာပေါ့ဗျာငပိရကြိုင်ငပိရနဲ့ပေါ့ဗျာနော်ငပိရမကြိုင်လည်းငပိချက်ဒီပါဒီနဲ့ဆိုအားတအားရှယ်တယ်ဒီတမညငပိနဲ့လည်းရှယ်ပဲနော်ဒါအဲ့လိုမျိုးလေးဗျကွင်းပြောင်းကြီးထဲမှာနော်ဒီနေ့ကျွန်တော်2ရောက်လာတယ်ဗျာနော်ဒါကသူများချန်တယ်ဗျာဘာတိလည်းပါလဲကျုံဖူးနေပါကောလည်းပယောက်လေပတ်ကျွန်တော်လာတယ်2ရောက်ကရင်2ရောက်ဆိုဘာဆိုဘာမှမသိဘူးမြန်မာလိုဘယ်လိုခေါ်လဲမသိဘူးဗျာဒီအပင်တွေကဆောက်ရမ်းနော်ဘာမှပိန်တော်တက်ပဲဗျဟိုစားပါလေပိန်နေဒီတွေတီးနေပြီဒီအုံးပင်နေပါညာလူကတော့တရားမှမရှိတော့ဗျပိန်ခူးနေတယ်ဗျဟိုနာကျောင်းတကယ်ချင်းပြောတော့ပိန်ကနည်းနည်းလေးပဲခူးရင်ပြန်ပြုတ်လိုက်တော့ဘာမှမကြံတော့ဘူးဒါကတော့ကျွန်တော်တို့ရှာလို့ရလာတဲ့ဟင်းဒီဟင်းရွက်တွေပေါ့ဗျာနော်ပိန်ယိုရှိမယ်ဒါကတော့ပိန်နေဒီကဒါသူများစိုက်ထားတဲ့အပင်ကိုလာခူးတာပြီးတော့ဒီဟာပါရွက်လည်းမတင်တော့ဒါတိုးစရာလုပ်ဖို့ဗျကျွန်တော်လည်းမခေါ်တော့မြန်မာလုံးဒါတော့တက်ရင်ကောက်တော့တော်တော်များတယ်ဗျာနော်ပြီးရင်ကျွန်တော်အဲ့တဲ့ထဲမှာပေါ့နော်ပူတယ်ဗျာရေလည်းမရှိဘူးရားတယ်ဗျာနော်ဒီပိန်ခူးတာလေတော်တော်လေးကိုရားတယ်ဗျဒီချောင်းတွေကရေမရှိတော့ဗျရှာလို့ရတဲ့ဟာကိုထည့်လိုက်မယ်ဗျတခါတလေပေါ့ဗျာနော်တဘာဝဟင်းဒီဟင်းရွက်တွေကိုထွက်ရှာစားတာဖြစ်ပါတယ်ဗျကိုကအခုခေတ်မှာတဘာဝအစားအစာကိုစားနိုင်လေကျွန်တော်တို့ကျမရဲ့အတွက်ကောင်းလေးတွေပဲဗျနော်တဘာဝအစားအစာကိုများများစားပေးပါလို့တိုက်တွန်းပါတယ်ဗျနော်ဒါပိန်းပြန်ထိုးစားမှာပေါ့နော်တကယ်လို့ထိုးတတ်တဲ့လူဆိုရင်တော့စားကောင်းပါတယ်ဗျထိုးမတတ်တဲ့လူတွေဆိုရင်တော့လဲစားလို့မရဘူးဗျရားမှာတော့ပေါ့နော်ခရမ်းကတော့ဒီလေရတယ်ဗျနည်းနည်းလေးဖြစ်ထွန်းမှုတိတ်မရှိဘူးဗျဒီနေရာတွေကတအားကို6တွေ့တဲ့နေရာတွေခုတပေါင်းလာမှာရည်တွေတစ်စက်မှမရှိတော့ဗျရည်တွေအကုန်လုံးခန်းကုန်အများကြီးရတယ်ဗျပိန်းကတော့အပေါ်ဆုံးကတော့ပိန်းပေါ့ဗျာနော်ဒီနေ့ကတော့တဘာဝဟင်းဒီဟင်းရွက်လာရှာစားတဲ့ဗီဒီယိုဖိုင်လေးပေါ့ဗျာနော်ကျွန်တော်ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ရမှာဖြစ်ပါတယ်ဒါကကျွန်တော်ယူသွားမယ့်ဟာပေါ့နော်ဒီလောက်ဆိုရပြီဗျကျွန်တော်ဒီတဆူစားလို့လောက်ပြီဗျနော်ကဲဒီနေ့ကတော့အားလုံးမင်္ဂလာပါဗျ